ဒီနိုင်ငံမှာဆေးရုံတွေပါဆရာဝန်အလုပ်ကမြန်မာပြည်နဲ့ဘယ်လိုကွာကြတာသတိထားမိလဲလူနာတွေပါဆေးရုံ business တော်တော်ကွာတယ်ဆိုတော့မြန်မာပြည်မှာကပြောရမယ်ဆိုရင် decades ကုန်မှာတစ်ခုအောင်မဟုတ်နော်နှစ်ခုသုံးခုလောက်ကိုနောက်ကျနေကြလို့ပြောလို့ရပါပေါ့နော်laparoscopic surgery ကဒီမှာလုပ်နေတာဆို1990ဆိုကိုမွေးခုနှစ်လောက်ထဲကလုပ်နေတာဟိုမှာကစလုပ်တာသိမကြသေးဘူးအဲ့တော့ကိုလုပ်တဲ့ fee က surgery ဆိုတဲ့ခါကျတော့ laparoscopic အတွေ့အကြုံမရှိဘူးဖြစ်နေတယ်နောက်တစ်ခုကကျတော့ IT system ပေါ့နော်သူတို့ internet တာသုံးတယ်all the documents ကလည်းinternet မှာပဲ digital ပဲလုပ်ရဆိုအဲ့ system ကို use to ဖြစ်အောင်မနေ့ catch up လိုက်လုပ်ရနောက် screen time ဆိုလို့ရှိရင်နေ့တိုင်းကွန်ပျူတာကြည့်ပြီးတော့ရိုက်နေတဲ့အခါကျဆက်ဆက်ချင်းရောက်ချင်း3-4ရက်လောက်ကမျက်လုံးမြေယူရန်ကြိုက်တယ်တစ်ချိန်လုံးကြည့်နေရတာလေအဲ့လိုမျိုးအလေးချက်မရှိခဲ့တော့နောက်ဟိုကနေဒီဘက်နဲ့ကွာခြားရဲ့ချက်ကဒီမှာအရန်စနစ်ကြတယ်နောက် team တွေအများကြီးရှိရပေါ့နော်support နေရာတိုင်းယူလို့ရတယ်ကိုမသိရဆိုရင်အကုန်လုံး protocol တွေ document တွေအကုန်လုံးရှိပြီးသားပေါ့ဟိုမှာကြတော့မသိရင်အကြီးကိုမေးအကြီးကမသိရင်တခြားလူတွေလိုက်မေးလူစကားပြောနေပဲရှိရပေါ့နော်စာနဲ့ထုတ်ထားတာဆိုပြီးတော့အားလုံး protocol အတိုင်းလိုက်လို့မယ်ဆိုတော့မရှိဘူးနောက် order မရှိဘူးပေါ့နော်မြန်မာပြည်မှာမရှိရဆို order မရှိဘူးmonthly meeting နေအဲ့လိုမျိုးတော့လုပ်တယ်ဒါပေမဲ့ just ဟိုပေါ့ဘယ်လိုပြောရမလဲအဲ့ဒါကိုမှတ်တမ်း record တင်ထားတာမရှိဘူးဒီမှာကျအကုန်လုံး record တင်ထားတယ်တခုခုမှပြီးဆိုရင်အကုန်လုံးကပြန်ပြီးတော့လိုက်တယ်ပေါ့ chase လိုက်တယ်ပေါ့အဲ့ဒါဟိုဘယ်လိုပြောမလဲ counter control လုပ်ထားတဲ့အတွက်ကြောင့်စနစ်ကဒီကပိုကောင်းတယ်လို့ထင်တယ်ဒါပေမဲ့လူနာအရေးအတွက်ကိုပို့ပြီးကြည့်နိုင်တာတော့မြန်မာပြည်ကလူတွေကပို့လုံနိုင်တယ် emergency ဆိုလို့ရှိရင်မြန်မာပြည်မှာညကလည်းမရက်ဘူးတောက်လျှောက်ခွဲပေါ့နော်ဒီမှာကျတော့ညကတေးလောက်မဲ့လူနာမဟုတ်ဘူးဆိုညကလုံးဝမခွဲဘူးနောက်နေ့မနက်ကြမှာလို့ည7နိုင်ကျော်က OT မရှိအဲ့တော့သူတို့ရဲ့ဒီမှာကျတော့တယောက်ကိုပဲအကောင်းဆုံးကြည့်ပြီးတော့မှနောက်တယောက်ကိုလို့သူတို့ရဲ့ system ကစနစ်ကကြတော့လေစိတ်ဝင်စားစရာဟိုမြန်မာပြည်မှာကြောင်မဟုတ်အဲ့လိုဟိုလူလဲလုံးမယ်ဒီလူလဲလုံးမယ်နည်းနည်း half set ဖြစ်တယ်အခါကျတော့ဘာဖြစ်နိုင်တော့ဆို miss ဖြစ်သွားတာရှိနိုင်တယ်အဲ့လိုမျိုးပေါ့အဲ့ဒါဘယ်ဟာနဲ့ပို့သဘောတူလဲအရေးကြီးဆုံးခံစားနေတဲ့လူကိုအရင်ကြည့်တင်လားဒါမှမဟုတ်လူတိုင်းကိုအတူတူကြည့်တင်လားပြောရမယ်ဆိုရင်တော့ဒီကစနစ်ကိုပို့ပြီးတော့သဘောကျတယ်तू ကဒီမှာteam ကောင်းတဲ့ခါကျတော့ nurse တွေအားလုံးကလည်း monitor လုပ်ထားတာပေါ့နော် triage ဆိုရယ်စနစ်တိချသုံးတယ်နောက်မကောင်းတဲ့လူဆိုရင်အရင်ဆုံးကြည့်အောင်လို့ pressure လိုက်ပြီးရဲ့နောက်ကနေပြီးတော့ဒီလူနာကတော့ဒီလိုတွေသွေးပေါင်ပြုတ်ကျနေပြီဖျားတက်နေရအခုတိစီနီယာမရှိရသေးဘူးစောင့်နေရဗဒနိုင်ရှိပြီ priority ပေါ့အဲ့လိုမျိုးပေါ့ prioritize လုပ်ပေးထားတဲ့ခါကျတော့ကြည့်ရအဆင်ပြေနည်းနည်းတော့စောင့်ရပို့ကြွားဖြစ်နိုင်တာပေါ့နော်တကယ်လို့ emergency နဲ့လာမဟုတ်ဘူးကိုအပိုက်ကလောက်ပဲလာပြဆိုရင်တော့အချိန်ပို့ကြစောင့်ရဖြစ်နိုင်တယ်ဒါပေမဲ့အရေးကြီးတဲ့လူနာပို့ပြီးတော့မြန်ကြည့်ရတဲ့အတွက်ကောင်းတယ်လို့ထင်တယ်ဒီစနစ်ကတရုတ်တို့ဂျပန်တို့အဲ့လိုမျိုးတခြားဥပမာဆိုထိုင်းဆိုလည်းအခုဆိုအများကြီးတိုးတက်နေပြီပေါ့နော်အဲ့ဒါဆိုရင်တော့အဲ့လိုရှင်တော့အေရှားဘက်ကပို့ပြီးတော့နေလို့ကောင်းတယ်နေပြောတယ်လို့ထင်တယ်ဘာလို့ဆိုရာသီဥတုတွေလည်းပိုကောင်းတယ်အစားအသောက်တွေလည်းပိုကောင်းတယ်အဲ့တော့ဟိုဈေးဆိုလည်း cheaper ပို့ဖြစ်တယ်ပေါ့နော်အဲ့လိုဆိုရင်တော့တကယ်လို့ကိုသာထိုင်းစကားတက်ပြီးထိုင်းနိုင်ငံသားဖြစ်မယ်ဆိုရင်တော့ UK ကိုရွှေ့လာဖို့မရှိဘူးလို့ထင်တယ်